ဒါလေးကတော့ဒိုင်ဆန်ရှိုးသုံးမမြောက်ရဲ့2ရက်မြောက်ခန်းကြီးတွေပြပြသွားမှာပါပထမဆုံးတစ်ခုကကြတော့ဟီယာခိုနီဂျူဆမ်ဘန်ပေါ့နော်ဟီယာခိုနီဂျူဆမ်ဘန်ကြတော့သူ့ကိုဦးရောမီယာသူ့ကိုဟီလို့ခေါ်ရဲပေါ့နော်ဟီဆိုတာအသုံးစရိတ်တွေပါပြောချင်တာပေါ့နော်အရင်ဆုံးရေးပုံရေးနည်းလေးပေါ့နော်ဒီတော့ဒီလိုလေးရေးမယ်1 2 3 4 5 6 8ပြီးအောက်ကနေပြီးတော့ခိုင်းဆိုခယူလေးပေါ့နော်ဒါဆိုရင်ခိုင်းဆိုရခယူခန်းကြီးလေးရှိခယူခန်းကြီးလို့ခေါ်တယ်ခိုင်းဆိုရခယူခန်းကြီးလေးရေးလိုက်မယ်ဆိုရင်သူ့ကိုဟီဆိုရအသုံးစရိတ်ပေါ့နော်လျော်ခေါ်ဆိုရခရီးကလျော်နေပါမယ်ဆိုရင်လျော်ဟီဆိုရင်ခရီးသွားစရိတ်ပေါ့အဲ့လိုမျိုး1 2 3 4 5 6ပြီးအောက်ကနေပြီးတော့ခိုင်းဆိုတဲ့ခယူခန်းကြီးလေးရေးလိုက်မယ်အဲဆိုရင်လျော်ဟီဆိုတဲ့ခရီးသွားစရိတ်ကလျော့1 2 3 4ပြီး5 6 9 10 11 12 13ဆိုရဲသူ့ရဲ့အွန်ရောမီကသူ့ကိုဟီလို့ခေါ်ရပါတော့လျော်ဟီဆိုရဲခရီးသွားစရိတ်ကဟိနောက်တော့ကျတော့ဟီယာခိုနီဂျူယွန်းဘန်ယာခိုနီဂျူယွန်းဘန်ကသူ့ကိုခီလို့ခေါ်ရပါတော့ခီဆိုတဲ့အချိန်တွေပါပြောချင်တာပေါ့အဲဆိုရင်အာရီဒါဂျာမာဆိုရဲခန်းကြီးရဲ့အွန်ရောမီကခံနေပါမယ်ဆိုရင်ခီခံဆိုရင်အချိန်ကာလပထမရေးပုံရေးနည်းဆိုရင်1 2 3 4 5 6 ပြီးဒီဘက်ကနေပြီးတော့စုခီဆိုရယ်လာခန်းကြီးလေးရေးလိုက်မယ်ဆိုရင်ခီခန့်အချိန်ကာလရဲ့ခီပေါ့နော်အဲ့ဒါ1 2 3 4 5လိုလေးပြည့်တယ်6ပြီးရေစလေးနဲ့ဆက်ထည့်မယ်ပြီးဘေးကနေပြီးတော့စုခီဆိုရယ်လာခန်းကြီးလေးရေးလိုက်မယ်ဆိုရင်ခီခန့်အချိန်ကာလရဲ့ခီ1 2 3 4 5 6လေးစလေးနဲ့ဆက်ထည့်မယ်စုခီဆိုရလာခန်းကြီးလေးရေးလိုက်မယ်ဆိုရင်ခီခန့်အချိန်ကာလရဲ့ခီပေါ့နော်အဲ့တော့ခုကကြတော့ဟီယာခိုနီဂျူကောဘန်ဟီယာခိုနီဂျူကောဘန်ကကြတော့သူ့ကိုခါဂီလူပေါ့နော်ခွန်ယောမီကသူ့ကိုခါဂီလူလို့ခေါ်တယ်ကန့်တက်တယ်ဆိုတဲ့ဒိတ်ပဲပေါ့အွန်ယောမီကသူ့ဂန်ခဲုံနဲ့ချစ်တယ်နော်ဂဲအွန်ဂန်ခွန်ယောမီကခါဂီလူအွန်ယောမီကဂန်အရင်ဆုံးဒီဘီဟိုမှရှည်လေးဆိုပဲပေါ့နော်ရှည်လေးဆိုပြီးတော့1 2 3 4ပြီးလူတွေဆွဲပြီးတော့ဒီဘေးကနေပိတ်ချလိုက်မှာဟုတ်ပြီနော်အရင်ဆုံးဒီဘီလေးကိုရှည်လေးဆွဲမယ်ပြီးရင်1 2 3 4ပြီး5တူလေးပေါ့နော်ဆွဲပြီးတော့ဒီအလဲတော့ကနေပြီးယူပြီးတော့ဒီလိုလေးပိတ်ချလိုက်ရင်ခါဂီလူကန်တက်တီအွန်ယောမီကသူ့ကိုဂန်လို့ခေါ်ရပေါ့နော်အွန်ယောမီကခါဂီလူကန်တက်တီအွန်ယောမီကဂန်လို့ခေါ်တယ်ယောမီကခါဂီလူကန်တက်တီယောမီကဂန်ခဲကိုနှစ်ချစ်တင်တော့ဂဲအွန်ဂန်ပေါ့နော်အတကူကကြတော့ဟီယာခိုနီဂျူရခုဘန်ဟီယာခိုနီဂျူရခုဘန်ကကြတော့သူ့ကိုယောမီကစိတ်လို့ခေါ်ရပါတော့စိတ်စိတ်ဒါဆိုရင်ရှောဆိုရယ်ကုန်ပစ္စည်းယောမီကသူဟင်းခေါ်မယ်နဲ့ဟင်းဆိုရယ်ကုန်ပစ္စည်းပေါ့နော်ဟင်းဆိုရယ်ကုန်ပစ္စည်းနဲ့ပေါ့မယ်ဆိုရင်စိတ်ဟင်းဆိုရင်ကုန်ပစ္စည်းထုတ်ကုန်တွေကိုပြောကြအောင်ကုန်ပစ္စည်းတွေပြောနေတာစိတ်ဟင်ကုန်ပစ္စည်းရဲ့စိတ်လို့မှတ်ထားလိုက်ဟုတ်ပြီနော်အဲဆိုရင်ဒီလိုမျိုးလေးရေးမယ်ဒီနေ့ဒီလိုတုတ်ချောင်းလေးရေးပြီးအောက်ကနေပြီးတော့လူခုံလေးရေးပြီးတော့တုတ်ချောင်းလေးဒီလိုဖြတ်လိုက်တုတ်ချောင်းလေးဖြတ်ပြီးတော့ခတခဏလီလေးပေါ့နော်ခတခဏလီလေးရေးပြီးတော့ဒီဘက်ကဒီသူတို့နှစ်ယောက်သူတို့နှစ်ခုရဲ့အလဲကြားလောက်ကပေါ့နော်သူတို့နှစ်ခုရဲ့အလဲကြားလောက်ကနေအဆက်လေးရေးမယ်ပြီးတုတ်ချောင်းရှိလေးဆွဲပြီးတော့1 2 3 4 5ဆိုရေးလိုက်ဒီအောက်ကခန်းကြီးအတိတ်ပဲဆိုရင်သူ့ကိုဤဆိုတဲ့အဝေးအစားခန်းကြီးရရပေါ့နော်ဒါဒီအကုန်လုံးပေါင်းရင်တော့သူ့ကိုစိတ်ဟင်ကုန်ပစ္စည်းရဲ့စိတ်လို့ခေါ်1 2ပြီး3 4ပြီးတော့6လေးဆွဲမယ်ပြီးခတခဏလီလေးရေးပြီးတော့သူတို့နှစ်ခုကြားလောက်မှာအဆက်လေးဆက်မယ်ရှည်လေးဆွဲပြီးတော့1 2 3 4 5ဆိုဆွဲလိုက်တစ်ချစ်နှစ်ချစ်3 4 5
မဲနဲ့အပေါ်လေးဖြစ်မှာနော်ပြီးမှခတခဏလေးရေးမယ်ပြီးဒီလိုလေးဆွဲပြီးတော့ဒီလိုလေးရေးမယ်ဆိုရင်စိတ်ဟင်ကုန်ပစ္စည်းရဲ့သူ့ကိုစိတ်လို့ခေါ်စိတ်လိရှိနေတဲ့စိတ်တယ်ဆိုရင်ခက်ကြီးလေးရှိရပေါ့နော်သူ့လည်းအုံရောမြလည်းစိတ်ပဲဒါကြတော့စိတ်ဟင်ကုန်ပစ္စည်းရဲ့စိတ်ပေါ့နော်စာတော့တူပေမဲ့အတိတ်ပဲတော့ခေါ်ရနော်နောက်တစ်ခုကကြတော့ဟျာခုနီကျူနနဗန်ပေါ့နော်ဟျာခုနီကျူနနဗန်ကကြတော့ဒါဆိုရင်သူ့ကိုခွန်ရောမိကစုခုလီမဆုပြုလုပ်ဒီဆိုခန့်ကြီးအုံရောမိကသူ့ကိုဇိုးလို့ခေါ်ပေါ့နော်အဲ့ဒါစုခုလီမဆုပြုလုပ်ဒီကတော့ရှိရဒါကြသူကကြတေးသေးမွားလေးကိုပြုလုပ်တဲ့စုခုလီမဆုဒါကကြတော့အကြီးတွေပေါ့နော်ထုတ်ကုန်ပစ္စည်းအကြီးတွေလုပ်တဲ့ဟာခွန်ရောမိကစုခုလီမဆုပြုလုပ်စီအုံရောမိကသူ့ကိုဇိုးလို့ခေါ်တယ်ရေဘုတ်ရင်းနှီးလေးကရင်ဆုံးတစ်ချစ်နှစ်ချစ်သုံးလေးပြီးအောက်ကနေပြီးတော့ဒါဆိုရင်အခိမဆုပေါ့နော်အခိမဆုနေသည်ဆိုတဲ့နည်းနည်းစင်နေပေါ့နော်အဲ့ဒါကိုမှအောက်ကနေပြီးတော့ခုချီဆိုပါဇိုက်ခန်းကြီးလေးရေးလိုက်မယ်ပြီးလမ်းခန်းကြီးလေးရေးလိုက်မယ်ဆိုရင်ခွန်ရောမီကသူ့ကိုစုခုလီမဆုပြုလုပ်သည်ဆိုတဲ့ခန်းကြီးအုံရောမီကသူ့ကိုဇိုးလို့ခေါ်ရပေါ့နော်ဒါဆိုရင်1 2 3 4အဲ့ဒါခွာကြတော့ခုချီဆိုပါဇိုက်ခန်းကြီးလေးရေးမယ်ပြီးရင်လမ်းခန်းကြီးလေးရေးမယ်ဆိုရင်သူ့ကိုခွန်ရောမီကစုခုလီမဆုပြုလုပ်သည်ဆိုတဲ့ခန်းကြီးအုံရောမီကသူ့ကိုဇိုးလို့ခေါ်ရပါတော့အဲ့တော့ကကြတော့ဟျာခုနီကျူဟာချီပန်ကကြတော့သူ့ကိုကြတော့အုံရောမီကရှော့လို့ခေါ်ရပါတော့ရှော့ဆိုရဲသူ့ရဲ့အုံရောမီကစုလို့ခေါ်သူတစ်ခုလို့ဆိုစုရှော့ဆိုရဲစုအရင်ဆုံးဒါအမိုးပေါ့နော်လိုလေးရေးမယ်ဒီတုတ်ချောင်းလေးအရင်ရေးမယ်ဒီကြမှာတစ်ချစ်နှစ်ချစ်ပြီးအမိုးလေးရေးလိုက်မယ်ပြီးအောက်ကနေပြီးတော့အင်းဆိုတာဝင်တန်းပေါ့နော်မှန်အရေးအတွက်ပေါ့နော်သူ့ရဲ့ဝရောမီကအင်းဆိုတဲ့ဟာလေးရေးလိုက်မယ်ဆိုရင်ရှော့ဆိုရဲစုဆိုတဲ့ပဲတစ်ချစ်နှစ်ချစ်သုံးချစ်မိုးလေးရေးမယ်အင်းဆိုရဲအဝင်တန်းလေးရေးလိုက်မယ်ဆိုရင်ရှော့ဆိုရဲစုပေါ့နော်အဲ့ဒါတစ်ချစ်နှစ်ချစ်သုံးချစ်လေးရေးမယ်ခုကြည့်ဒါဆိုရင်အင်းဆိုရဲမမအရေးအတွက်ခန်းကြီးလေးရေးလိုက်မယ်ဆိုရင်သူ့ကိုရှော့ဆိုရဲစုလို့ခေါ်တယ်ရှီရောရှော့ဆိုရဲစုအဲ့တော့ကကြတော့ဟျာခုနီဂျူကျူဘန်ရသူ့ကိုဟောဆိုရဲနီလန်ပေါ့နော်ခတပုံနေနီးရဲ့ဟောနဲ့ပါမယ်ဆိုရင်ဟောဆိုရဲနီလန်ဟောဟုတ်နော်အရင်ဆုံးရေးစက်30ရေးမယ်ချစ်နှစ်ချစ်သုံးချစ်ရေးတဲ့30ရေးပြီးတော့ဒါဆိုရင်စုချိဆိုရင်မြေကြီးခန်းကြီးလေးပေါ့နော်မြေကြီးခန်းကြီးလေးရေးပြီးတော့ခဏမူလေးပေါ့နော်ခဏမူလေးရေးလိုက်မယ်ရေးတဲ့30လေးရေးမယ်စုချိဆိုမြေကြီးခန်းကြီးရေးပြီးခဏမူလေးရေးလိုက်မယ်ဆိုရင်ဟောနီလန်ရဲ့ဟောလို့မှတ်ထားရပေါ့နော်ရေးတဲ့30ရဲ့မြေကြီးခန်းကြီးရဲ့ခဏမူလေးရဲ့ပေါင်းမယ်ဆိုရင်သူ့ကိုဟောဆိုရယ်နီလန်ရဲ့ဟောနှစ်ချစ်တင်နော်ဟောဘောနော်ဟောအတရှိဆိုရတော့ဟောအဲ့တော့ကကြတော့ဟျာခုစန်ဂျူဘန်ပေါ့နော်ဟျာခုစန်ဂျူဘန်ကြသူ့ရဲ့ခွန်ရောမီကအတတခိုင်နွေးတော့ဆိုရခက်ကြီးပေါ့နော်အုံရောမီကသူ့ကိုအွန်းလို့ခေါ်ရအတတခိုင်နွေးတော့အုံရောမီကအွန်းရင်ဆုံးရေးစက်လေးရေးမယ်ရေးစက်လေး30ရေးမယ်ပြီးရင်ဒီဘက်ကနေခန်းကြီးလေးရေးမယ်အောက်ကကြတော့ဆာလာဆိုတဲ့ဗစကက်များခန်းကြီးလေးရေးလိုက်ပဲပေါ့နော်ရေးစက်လေး30ရဲ့ဟီဆိုရယ်နေလေးရဲ့ဆာလာဆိုရယ်ဗစကက်များခန်းကြီးရေးမယ်ဆိုရင်အတတခိုင်နွေးတော့ဆိုတဲ့ခန်းကြီးရဲ့အုံရောမီကအွန်းလို့ရတယ်ရေးစက်လေး30ရေးမယ်ဟီဆိုရယ်နေလေးရေးမယ်အောက်ကနေပြီးတော့ဆာလာဆိုရယ်ဗစကက်များခန်းကြီးလေးရေးမယ်ဆိုရင်အတတခိုင်နွေးတော့အုံရောမီကသူ့ကိုအွန်းလို့ခေါ်တယ်အတတခိုင်ပေါ့နော်အတတခိုင်ဘာခေါ်မလဲအတတခိုင်နွေးတော့အုံရောမီကသူ့ကိုအွန်းလို့ခေါ်တယ်ဒါဆိုရင်ပြီးသွားပြီပေါ့နော်ဒါဆိုရင်လျောဟိဆိုအခုခရီးသွားစရိတ်ရဲ့ဟိပေါ့နော်အဲဆိုခိခံကြခြင်းရဲ့ခိအဲဆိုခါဂီလူကန်တဒီအရောမြန်ကန်ခဲဦးနေကြည့်တော့ဂေအွန်ကန်ဒါကြတော့စိဟင်ကွန်မြစီရဲ့စိပေါ့နော်ဒါဆိုစုကူလီမဆုပြုလုပ်ဒီအရောမီကသူဇိုးလို့ခေါ်တယ်ရှောဟင်ကွန်မြစီရဲ့ရှောပေါ့ရှောဆိုရယ်စုပေါ့နော်ကွန်မန့်နဲ့ရှောဆိုရယ်စုအဲဆိုရင်ဟောနီလန်ရဲ့ဟောအဲဆိုအတရာခိုင်ရဲ့နွေတော့အရောမီကသူ့ကိုအွန်းလို့ခေါ်ရပေါ့နော်